မင်္ဂလာပါအေရှာဟန်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ညီမဆက်လက်ပြီးတော့ဆီယမအကျဉ်းသားမွေးရေးတဲ့ထာဝရပုံပေလေးကိုဖတ်ပြသွားမှာပါရှင်အခန်းနှစ်အော်တိုဘာလာအေရီ88ခုနှစ်ပုံပေမျိုးရောမအင်ပါယာကောင်းကင်မြေရှိတိမ်တိုက်များစွာမှငုံကြည့်လိုက်မည်ဆိုရင်ပုံပေမျိုးအနည်းရှိပင်လယ်ကမ်းရိုးတန်းသည်နံပါတ်1အခရာကိုရေးသားထားသလိုခြိုင်ဝင်နေသည်ထိုထပ်ပို၍အနိကကြည့်ရှုမည်ဆိုပါလျင်ပေါ်လိုက်ပြောက်လိုက်ဖြစ်နေသောလှိုင်းလုံးဖြူလေးများနှင့်လေးတောင်ပုံစံရွက်များကိုလွှင့်ထားသောခရီးသွားရွက်လေးများကိုတင်းငယ်သောပုံစံငယ်များတစ်ဖွဲမြင်တွေ့ရမည်ဖြစ်သည်ထို့အတူတောင်တန်းတောင်ကုန်းများတစ်တော်များကြောင့်စိမ့်ဆူမိုးမောင်းနေသောပထဝီမြေပြင်နှင့်တကွပင်လယ်ကမ်းစပ်နားတွင်မြောင်များလှစွာသောအဆောက်အဦပုံစံများနှင့်ဖွဲ့စည်းထားသည့်ပုံပေမြို့ကြီးကိုမြင်ရမည်ဖြစ်သည်ပုံပေမြို့ပုံစံသည်လေးတောင်ပုံမဟုတ်အနှိမ့်အမြင့်မတူသောတောင်ကုန်းဒေသမြေပြင်တွင်ပုံစံရှတည်ထားခဲ့သည့်မြို့တစ်မြို့ဖြစ်သဖြင့်တောင်မှန်စတုကန်နှင့်ဘဲဥပုံနှစ်ခုကြားထူးခြားသောပုံစံကိုအသွင်ဖော်ထားသည်မြို့နီးသို့ထပ်မံတိုးကပ်ကြည့်မည်ဆိုရင်တော့ပုံစံတူအဆောက်အဦငယ်များကြားမှခန်းနာထဲဝါသောမြို့လယ်နေရာလာဇန်းပုံပြဆက်ရုံဂလေဒီယေတာတိုက်ခိုက်ရေးစစ်သားများနေထိုင်ခဲ့ရာအဆောက်အဦလူငယ်လေးချင်းရေးခွင်းကြီးထို့အပြင်၎င်းအနီးမှအမိုးဖွင့်စက်ရုံကြီးတို့ကိုအရင်ဆုံးတွေ့ရမည်ဖြစ်သည်ထို့နောက်တွင်တော့ဖြောင့်တန်းသောလမ်းမများလမ်းဘေးတစ်ဖက်တစ်ချက်မှနှစ်ထပ်အိမ်များဆိုင်များမိုးတောက်နေအောင်အောက်မှာလှုပ်ရှားသွားလာနေကြသောရောမလူမျိုးများကျွန်းများတိရစ္ဆာန်များနှင့်အခြားတိုင်းတစ်ပါးဒေသမှလူမျိုးပေါင်းများစွာကိုတွေ့မြင်ရမည်ဖြစ်သည်ထိုထက်ဆင့်ကဲကမြို့အတွင်းသို့ရှေ့ရှာနိုင်ခဲ့မည်ဆိုပါလျင်နှစ်ပေါင်းများစွာကြာမြင့်စေရန်ရည်ရွယ်ဖောက်လုပ်ထားသည့်ကြောက်တုံးကြီးများခင်းထားသည့်မြို့လယ်လမ်းမကြီးကိုတွေ့ရလိမ့်မည်လမ်းကြီးတစ်ဖက်တစ်ချက်တွင်လူသွားလမ်းများရေပုံပိုင်များနှင့်လှဲများထိခိုက်မှုမရှိစေရန်ဖော်ထားသောလှဲပင်းရများရှိသည်တို့ရာတွင်လမ်းမပေါ်တွင်သွာလာလှုပ်ရှားနေသောလှဲများမရှိနေ့အချိန်တွင်တရိษံဆွဲလှဲများမြို့ရင်းသို့ဝင်ခွင့်မရှိတော့ဘဲညအချိန်မှသာဖြတ်တန်းသွားလာခွင့်ရှိသည်ထိုလမ်းမကြီးပေါ်တွင်ကျွန်းရှိရောက်ထမ်းပိုးထားသည့်လူထမ်းရင်တစ်စင်းသည်ကင်းရှိများတကောင်လိုရွေလျားနေသည်ထမ်းစဉ်ကိုတည်ပိုးထားသောကျွန်းများအလုံးမှာရှေ့သူရှုသူသာမျက်နှာမူကရှေ့လမ်းမမှန်နှင့်လမ်းလျှောက်နေကြသည်ထိုကျွန်းများ၏အကြီးအကဲဖြစ်ဟန်တူသည့်သပင်များဆွတ်ဆွတ်ဖြူနေသည့်အပိုးအိုသည်ထမ်းစဉ်ရှိမှလမ်းရှင်းပေးနေသည်အဖိုးတန်ပိတ်စအဖြူကိုထမ်းစဉ်၏အမိုးအကာအဖြစ်အသုံးပြုကပတ်လည်တွင်လိုက်ကာသဘောမျိုးပိတ်ကာရှာထားသည်အနုစိတ်လက်ရာပုံဖော်ထားသောထမ်းစဉ်၏ရှေ့တိုင်းလေးဘက်နှင့်ကောင်းမွန်စွာဝစ်စားထားသောကျွန်းများ၏အပြင်စင်ကြတကူအာနာရှိသူတယောက်ဖြစ်လိမ့်မည်ဟုခန့်မှန်းနိုင်သည်လမ်းသွားလမ်းလာများသည်အထူးအဆန်းတစ်ဖွဲရက်တန့်ငေးမောရင်ထမ်းစဉ်ထဲမှသူကိုမြင်ရရန်ကြိုးစားလျက်ရှိသည်ထမ်းစဉ်ထဲမှသူမှာသူ့ကိုအခြားသူများမမြင်ရအောင်အထူးတလဲချောင်ဖယ်နေသည်တော့မဟုတ်ပါထမ်းစဉ်အတွင်းရှိကောင်းအုံးများပေါ်တွင်လက်တစ်ဖက်ထောက်လဲလျောင်းရင်စာဖက်လျက်လိုက်ပါလာခြင်းဖြစ်သည်လိုအပ်သောအလင်းရောင်ရရန်ခေါင်းရင်းသားမှပိတ်စပြူကိုဖယ်သိမ်းထားသည်တတိထားရှေ့မှလမ်းရှင်းပေးနေသောအဖိုးအို LCO သည်လမ်းဖြတ်ကူရာတွင်လူကူးလမ်းအဖြစ်သတ်မှတ်ထားသည့်ကြောက်တုံးကြီးများကိုလက်ညှိုးညွှန်ပြရန်ပြောလိုက်ခြင်းဖြစ်သည်ကြောက်တုံးကြီး၄-၅ခုကိုတရားသဖွယ်လမ်းကိုကန့်လက်ဖြတ်ပြီးခင်းထားသည်မိုးရွာချိန်လမ်းလျှောက်ရှင်များတွင်လူသွားလမ်းလာများလူသွားလမ်းတစ်ဖက်တစ်ချက်မှတစ်ဖက်သို့အလွယ်တကူဖြတ်ကူးတတ်နိုင်ရန်ပြင်ဆင်ပေးထားခြင်းဖြစ်သည် LCO အဘိုးအိုသည်အသက်50ကျော်က60နာနီးနေပြီဖြစ်သည်သူ၏တက်တန်းထက်ဝက်ကျော်လောက်ကိုထမ်းစဉ်အတွင်လိုက်ပါလာသောအရှင်တပါးရဲ့ထံတွင်သာကုံဆုံးစေခဲ့သည်လူယုံတယောက်ဆိုရင်လည်းမမားပါစွန်များသည်အဘိုးအို၏တတိပေးစကားကြောင့်ရှီလန်းအချိန်ကိုမလျော့ပေမဲ့ကြောက်တုံးများကိုအထူးတတိထားပြီးရှောင်းကားရှေ့ဆက်လျှောက်လာကြသည်ပုံပေမြို့ကြီး၏မနက်ခင်းသည်အယောင်အသွေးစုံလင်စွာလှုပ်ရှားသက်ဝင်နေသည်နေ့အလင်းရောင်ကိုအဓိကအားပြုရှင်သန်ရသောခေတ်ကာလဖြစ်သောကြောင့်မနက်ခင်းနေရောင်ကြီးနှင့်အတူမြို့သူမြို့သားများသည်လမ်းမများပေါ်ပြိုဆင်းလာသည်လားအောင်မေးရလောက်သည်အိမ်ပေါက်ဝတွင်စကားရက်တန့်ပြောဆိုနေသူများမဲဆွယ်ကြီးညာများကိုအိမ်စေးတုပ်ရေးရှင်နေသူများလူရပစ္စည်းများဝယ်ယူရန်
ဈေးသို့မဟုတ်ဆိုင်များသို့တွားနေကြသူများနှင့်မြို့ကြီးသည်စေကားတိုက်မြိုက်လိုနေသည်လမ်းဘေးတစ်လျှောက်ရှိဆိုင်ကန်းများမှာပေါမုံနှင့်ဝိုင်နှက်များသာမကစားသောက်ဆိုင်များမှကြော်လော်ရှက်ပြုတ်နေသည့်အနံ့ပေါင်းစုံတို့သည်မြို့အတွင်းမှပြန့်လွင့်နေကြသည်ကလေးငယ်တချို့သည်ရှေ့ဆုံးမှရှောက်နေသောအဘိုးကို LCO နှင့်ထန်းစင်ကြားမှဖြတ်ကာပြေးလွှားသွားသည်ကလေးငယ်များသည်9နှစ်10နှစ်အရွယ်ယောက်ျားလေးများဖြစ်ကာဆိုင်ရာအကြောင်းများသို့အပြေးသွားနေကြခြင်းဖြစ်သည်မြစ်ထေးသောအဝတ်အစားများဝတ်ဆင်ထားပြီးပိန်လီသောကိုယ်ခန္ဓာငယ်များနှင့်ဖြစ်သည်ကလေးငယ်တစ်ယောက်ကိုတိုက်မိတော့မလို့ဖြစ်သွားသောကြောင့်ကျွန်ရှိရောက်၏ရှေ့လမ်းများတုံ့ရက်သွားသည်ထန်းစင်၏ရက်တက်လိုက်မှုကြောင့်လားမသိထန်းစင်အတွင်းမှရုပ်သိမ်းထားသောလိုက်ကာဖြူစားသည်ရှော့ကျသွားသည်ထိုလိုက်ကာကိုဖယ်မလိုက်သည့်ရှင်းတန်သောလက်တစ်ဖက်ပေါ်လာသည်အမျိုးသားတစ်ယောက်၏လက်ဖြစ်သည်ဖြူစင်တန်ရှင်းနေသလိုကြည်ကောင်းစွာခတ်သွဲဖြစ်သည်လက်ကောက်ဝတ်တွင်ရှော့ကျနေသောအဖြူရောင်ဝတ်ယုံလက်ရှိသည်တန်ဖိုးကြီးလွန်းသည့်ပိုးသားပိတ်စဖြစ်သည်မောင်ရိပ်ကျနေသောကြောင့်မျက်နှာကိုမမြင်ရအရေးကျနေသောနှုတ်ခမ်းများကိုသာအပြင်ဘက်မှလှမ်းမြင်လိုက်ရသည်အညိုရောင်တန်းနေသည့်နှုတ်ခမ်းများဖြစ်သည်ခပ်ပပမဟုတ်သလိုထုထဲသည်လည်းမဟုတ်ငှက်တကောင်ပြန်တန်းနေသလိုခက်မုတ်မို့လေးဖြစ်နေသည့်အပေါ်နှုတ်ခမ်းများသည်ကလေးငယ်များကိုကြည့်ရင်မတိမတာလေးကွေးပြုံးသွားသည်ကျွန်များမှာထန်းစင်တုံးရက်သွားသည့်အတွက်စိုးရိမ်စွာတောင်းပန်နေဟန်တူသည်ထန်းစင်ထဲမှလူဤဖြေတံမကြားရတော့လဲရှေ့ဆက်သွားရင်လက်ကိုမတိမတာလှုပ်ခတ်လိုက်ဟန်ကိုသာမြင်လိုက်ရသည်ပုံပေမျိုးကြီးဤအထွတ်အထိပ်နေရာတစ်ခုဖြစ်သည့်နတ်ဖျားเจ้าကြီးကိုပြတ်ကျော်လာပြီးခမ်းနားထဲဝါသောတရားရုံးကြီးရှိအရောက်တွင်ထန်းစင်ကိုထမ်းလာသောကျွန်များမှာတိကနေခုတ်ရှခံလိုက်ရသောငပြောပင်များလိုငြိမ်သက်သွားသည်ထို့နောက်မှာတော့ပခုံးပေါ်မှထန်းစင်ကိုမြေပြင်ပေါ်သို့ဖြင်းညင်းနှင်ကြသွားရှလိုက်ကြသည်ဟိုဘက်ဒီဘက်လက်မညီပဲစောင်းသွားခြင်းမရှိလူရှိရဝိညာဉ်တစ်ခုတည်းဟုပင်ပြောလို့ရမည်အလားညင်ညာတက်ရက်စွာရှပေးလိုက်ခြင်းဖြစ်သည်ခန်းစဉ်အောက်ရှိတိုင်းများသည်လမ်းပေါ်မှကြောက်တုံးများပေါ်သို့ငြိမ်သက်စွာကျရောက်သွားသည်ကျွန်များ၏အကြီးအကဲဖြစ်ဟန်တူသည့်အဘိုးအိုသည်ယူကျိုးစွာဖြင့်ထန်းစင်သားလျှောက်လာပြီးလိုက်ကာကိုအသာရဖယ်လိုက်သည်အဖိုးတန်ရှေ့စွတ်တရေဖနက်ကိုစီးထားသောရှေ့တစ်ဖက်ကိုအရင်ဆုံးမြင်လိုက်ရသည်ခြေပြားထိပ်ပိုင်းမှာအစွတ်နစ်ဖြစ်တော်လဲဘီးတစ်ဖက်တစ်ချက်တွင်တော့ခက်ရှိရှိအပေါက်ငယ်များရှိပြီးနောက်ပိတ်ဖနက်ပုံစံဖြစ်သည်အရေးအသွေးအကောင်းဆုံးတရေဖြင့်ပြုလုပ်ထားပြီးဖနက်နောက်နှင့်ရှေ့ဆုံးနားမှတရေကျိုးများကိုရှေ့ချင်းဝတ်ကြော်သည့်အထိချက်ရှိကခက်ကတိုင်စီထားသည်ရှေ့ချင်းဝတ်တွင်မတိမတာထင်ကျန်နေသောအမာရွှရှုသည်ခြေထောက်ပိုင်ရှင်၏ကြန့်ခိုင်မှုကိုဖော်ညွှန်းပြနေသည်ဝိုက်ခနဲစင်ကြလာသောအဖြူရောင်ဝတ်ယုံရှိသည်ထိုအမာရွတ်များကိုဖုံးအုပ်သွားစေသည်အရှင်ကြွပါထန်းစင်ထဲမှလူသည်အဘိုးကိုကမ်းပေးသောလက်များကိုလှမ်းမကင်မဲခေါင်းကိုငုံကလမ်းပေါ်သို့ဆင်းလာသည်အသက်20ကျော်30နီးပါးအရွယ်လူငယ်တစ်ယောက်ရောမအင်ပါယာ၏လွတ်တော်အမတ်ရာရှိများသာဝတ်ဆင်ခွင့်ရရှိသည့်အဖိုးထိုက်တန်သောဝိယုံရှိကိုဝတ်ဆင်ထားသည်အနီရောင်အနားကွတ်ထားသည့်အပေါ်ရှုံတွေကိုဦးခေါင်းထက်တွင်မှအုပ်ရှုံထားသောကြောင့်ရွှေရောင်စပင်များမှာဖုံးတဝက်ခွဲတဝက်ဖြစ်နေသည်စံတန်းနေသောမျက်ခုံးထူထူများအောက်မှအပြာရောင်မျက်လုံးများမှာလည်းတည်ငြိမ်ထဲဝါမှုနှင့်ရင့်ကျက်နေပြန်သည်နှုတ်ခမ်းနှလွာတွင်နှစ်လိုဖွယ်ရအပြုံးမရှိသလိုကြေကွဲနေဟန်မဲ့မနေပါတို့ရာတွင်မတိမတာထင်နေသောဝမ်းနည်းရည်တရှုသည်ခံညာရိပ်သည့်စက်တရေတိုးစေသည်ရှုံငုံပြောရပါလင်နုနယ်သောမျက်နှာကြောင့်သာလူငယ်တစ်ယောက်ပါဟာအတက်တည်နိုင်တော်လဲထိုလူငယ်သည်အသက်အရွယ်နှင့်မလိုက်ဖက်လောက်အောင်တည်ငြိမ်သည်လူငယ်ကသူ့နောက်နားမှာခက်ရွရွလာရက်ကနောက်မှလိုက်လာဟန်ပြင်နေသောအဖိုးအိုကိုလက်ဖွားတစ်ဖက်ဖြင့်ကလှမ်းထားလိုက်သည်မလိုဘူးအဘတို့ပြန်တော့ဒါပေမဲ့ကိစ္စမရှိဘူးသွားတော့ဝိုက်ကြနေသောဝိယုံရှိအနားစားကိုလက်ဖြံမော်ပင့်တင်သိမ်းကလူငယ်သည်ထိုနေရာမှထွက်ခွာသွားပြီဖြစ်သည်လူငယ်၏ခံညားမှုနှင့်အရှိန်အဝါကြောင့်အနီးအနားရှိလူအများစုမှာအံ့ဩငေးမောရင်းကြံနေခဲ့သည်ပိုပြီးအံ့ဩသွားကြသည်မှာထိုလူငယ်၏အပြုအမူဖြစ်သည်တကူအာနာရှိသူတယောက်သည်အရှံအယံများနှင့်သာတွာလာတတ်သည်ကျွန်များမိမိတို့မှကိုကြီးဖေးမှထားသည့်လက်အောက်ခံများရှံရံကမိမိတို့အရှိန်အဝါကိုကျွားဝါတတ်သည်ယခုလူငယ်ကတော့ထိုထုံးနှန်းစင်လာကိုဂရုစိုက်ဟန်မရှိအရှံအယံမပါဘဲကြောက်ပြားခင်းထားသောလှေကားတွေများအတိုင်းလှမ်းတက်သွားသည်ပင်လယ်ပြင်မှတိုက်ခတ်လာသောလေပြေလင်းချင်းသည်ပုံပေတစ်မျိုးလုံးကိုဖျက်ဆီးကာတဖြူးဖြူးတိုက်ခတ်နေသည်တောက်ပသောနေရောင်သည်ပူပြင်းမှုမရှိပေမဲ့မြို့ပြအပေါ်သို့နှွေးထွေးစွာကျရောက်နေသည်
မြို့လေအဆက်အရှာဖြစ်သောတရားယုံဈေးနှင့်နဖျားเจ้าများသည်ပင်လယ်နှင့်ဆက်ကျင်ဘက်အရဖြစ်သောအရှိဘမှနေ၍မြင့်တက်လာသောနေမင်းအောက်တွင်ရွှေမုံရှည်စများပတ်ဖြန်းခံထားရသလိုထေဝါဝင်ကြွားမှုများနှင့်မြို့ချက်တည်ကိုစောင့်နေကြသည်အဖိုးတန်စကြင်ကြောက်တိုင်များနှင့်တိဆောက်ထားသည့်နဖျားเจ้า၏အနောက်ဘက်အဝေးတနေရာမှစိမ့်ညို့သောတောတန်းတောင်တန်းငယ်များကလည်းပင်လယ်ကမ်းရိုးတန်းမြို့လေးကိုရတမြောက်အောင်ကူညီပေးနေပြန်ပါသည်ဂရိနဖျားเจ้าများနှင့်ဆင်ဆင်တူသည့်တရားရုပ်ရှိရာသို့ရှေ့ဦးတည်နေသောလူငယ်၏ခေါင်းကိုရှုံထားသောရှုံနေသည်တိုက်ခတ်လာသောပင်လယ်လေးကြောင့်ကျောနောက်ဘက်ကိုလွင့်ကျသွားခဲ့သည်ရွှေရောင်တောက်နေသောလှိုင်းတွန့်စပင်များနှင့်ခန့်ညားရှုံမောသောမျက်နှာကိုဖြတ်တန်းသွားလာသူများမြင်လိုက်ရသည်နှင့်ခါကိုင်းအယူသေးပေးလိုက်ကြသည်လူလီယက်သူသည်ပုံပေမျိုးသားတစ်ယောက်မဟုတ်ပါရောမလွတ်တော်မှဂုံတည်ရှိအမတ်တအုပ်ဖြစ်သည်အင်ပါယာရှင်ကိုယ်တိုင်ပုံပေမျိုးအတွက်အထူးစီမံချက်ဖြင့်ဆေလွတ်လိုက်သူဖြစ်သည်အေဒီ62ခုနှစ်ကငလင်တန်းကြောင့်ပြိုကျပျက်စီးခဲ့ရသောပုံပေမျိုး၏ပြင်ဆင်မှုများကိုကြက်မှတ်ကွက်ခဲ့ရမည့်အထူးအာဏာရှိသူတစ်ယောက်ဖြစ်သည့်အပြင်မြို့တွင်မြို့ပြင်မှအခွန်ဘဏ္ဍာကိစ္စများကိုစစ်ဆေးကြည့်ကြရမည်သူတနည်းဆိုရလျှင်အင်ပါယာရှင်၏ယုံကြည်မှုနှင့်အားကိုးမှုကိုအကျွမ်းမဲ့ရရှိထားသည့်အထက်တန်းစားလွှာမိသားစုဝင်လွတ်တော်အမတ်တရာ